Google Gemini မှာပုံကိုလွယ်ကူကူ AI နဲ့ဘယ်လိုမျိုးဖန်တီးတယ်လဲဆိုတာကိုပြောပြပေးသွားပါမယ်။အရင်ဦးဆုံး Google Gemini ထဲကိုဝင်ရမယ်။အဲ့ဒီ search box ထဲမှာကိုကပုံကိုဖန်တီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဖန်တီးရှိတဲ့ပုံဘာအကြောင်းအရာလဲဘာအကြောင်းအရာဖန်တီးမလဲကိုဖန်တီးရှိတဲ့အကြောင်းအရာကိုရေးပေးရမယ်။ဆိုတော့အရင်ဆုံး create a photo ပုံဖန်တီးမှဖြစ်တဲ့အတွက်ကြောင့်မလို့ create a photo ပြီး about ဆိုပြီးရေးပေးရမယ်။ကိုကဘာအကြောင်းအရာဖန်တီးမလဲတက်ရှိလားတက်မဲ့လားတက်ရှိဆိုရင်လူလားတပိတ်ဆန်လားတခြားတတော်ဝါအမျိုးမျိုးလားနောက်တစ်ခုကတက်မဲ့ဆိုရင်လည်းအရာဝတ္ထုလားစာအုပ်လားအစားအစာလားစတဲ့ဖြစ်ကိုကဘာဖန်တီးမလဲပေါ့အဲ့ဒီမှာကိုဖန်တီးမဲ့အကြောင်းအရာတစ်ခုရှိစီရဲ့အသေးစိတ်ကိုလည်းဖော်ပြပေးရမယ်ဥပမာလူဆိုရင်လည်းလူနဲ့ပတ်သက်တဲ့အသက်အရွယ်ရဲ့ဂျန်ဒါရဲ့အသားအရောင်ရဲ့လူမျိုးရဲ့နိုင်ငံစတဲ့ဖြစ်ကိုကဖန်တီးပေးရမယ်ဒီအဖြစ်ရေးပေးရမယ်ပေါ့ကိုကလူဖန်တီးမှဖြစ်တဲ့အတွက်ကြောင့်မလို့လူဆိုတော့ယောက်ျားလေးပေါ့ဂျန်ဒါအပွိုင်းကိုဖန်တီးမယ်ဒီမျိုးရိုးရိုးရှင်းရှင်းနဲ့ရေးလို့ရတယ် create a photo about a boy ပေါ့ he is ပေါ့ယောက်ျားလေးဖြစ်တဲ့ကြောင့်မလို့ he is အသက်18နှစ် he is 80 years old ပေါ့သူကအသက်18နှစ်ဖြစ်ပါတယ်ပြီးတော့သူကမြန်မာပေါ့ he is Burmese ပေါ့ Burmese and from Myanmar ပေါ့ဒီမျိုးရေးပေးရမယ်ပြီးရင်သူ့ရဲ့ပုံစံလည်းကိုယ်ရေးပေးရတယ် he is white ပေါ့ white color ပေါ့အဖြူရောင်ပေါ့ white color skin ပေါ့ပြီးတော့နောက်တစ်ခုကသူ့ရဲ့ပုံစံသူကရုပ်လျှောရလားရုပ်ဆိုးရလားဒီမျိုးဖော်ပြပေးလို့လည်းရတယ် he is handsome ပေါ့မြန်မာပြည်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လူမျိုးပုံစံလဲပေါ့မြန်မာလားရှမ်းလားကချင်လားစသဖြင့်ဒီမျိုးဖော်ပြလည်းရတယ်ကဲပြီးတော့ तू ကဘာလုပ်နေတာလဲအဲ့ဒီအရာကဘာလုပ်နေတာလဲ action feeling ဘယ်လိုမျိုးခံစားရလဲဒီမျိုးရေးလို့ရတယ် သူက he is eating pizza စားနေတယ်သူကစားဘယ်လိုစားနေရလဲပျော်ပျော်ရွှင်ရွှင်စားနေတာလားဝမ်းနည်းစွာစားနေတာလား he is happy to eat ပေါ့သူကစားရတာပျော်နေတယ်ပေါ့ဒီမျိုးအသေးစိတ်ဖော်ပြပေးလို့ရတယ်နောက်တစ်ခုကတော့ဘယ်အချိန်နဲ့ဘယ်နေရာလဲပေါ့ when and where ဒါလည်းလိုရတယ်အသေးစိတ်ဖော်ပြပေးရမယ်နာရီမိနစ်ဥပမာနက်လားညလားစတဲ့ဖြစ်ဒီမျိုးဖော်ပြပေးရမယ်အခုကပီဇာဆိုတော့မနက်စာလားညစာလားပေါ့ဆိုဒင်နာရေးပေးလိုက်မယ် it is dinner ပေါ့ it is dinner the time is about 7 p.m. ပေါ့ဒီမျိုးရိုးရိုးရှင်းရှင်းနဲ့တူတုတ်လေးရေးလို့ရတယ်ပြီးတော့ဗမာစားနေတာလဲ he is in the kitchen ပေါ့သူကမီးဖိုချောင်ထဲမှာ kitchen ဘယ်မီးဖိုချောင်မှာလဲပေါ့သူ့ရဲ့မီးဖိုချောင်ပေါ့ he is in his kitchen မှာသူ့ရဲ့မီးဖိုချောင်မှာဒါကိုအသေးစိတ်ဖော်ပြပေးနိုင်တဲ့လောက်ဖော်ပြလို့ရတယ်ပြီးတော့ kitchen ပေါ့မီးဖိုချောင်ပုံစံဟောင်းတာလားတစ်တာလားဘာအရောင်လဲစတဲ့ဖြစ်အသေးစိတ်ဖော်ပြပေးလို့လည်းရတယ်နောက်တစ်ခုကတော့ camera shot ဒီပုံထွက်လာမဲ့ camera shot ပေါ့ဘယ်လိုမျိုးပုံစံနဲ့ပုံထုတ်မလဲပေါ့သူ့ကိုအနီးကရိုက်တဲ့ပုံစံလားအဝေးကနေရိုက်တဲ့ပုံစံလားပေါ့ portrait လား landscape လားအသေးစိတ်ဖော်ပြပေးလို့ရတယ်ဒီမှာဆိုရင် white shot ရေးလိုက်မယ် the photo apostrophe the photo camera shot is white shot okay white shot မှာ extremely white shot ပေါ့အရင်အကြီးပုံစံနဲ့ပေါ့မြင်ရမယ့်ပုံစံလားပေါ့ပြီးတော့ the photo is portrait ပေါ့ portrait လို့ရေးလိုက်မယ်ပုံမျိုးစားရဲ့ပုံ quality လည်းထည့်လို့ရတယ်သူက 4K လား 5K လားထည့်လို့ရတယ် the photo is 4K နဲ့ထုတ်ကြည့်မယ် 4K ပေါ့ဒီလိုမျိုးအခုလိုမျိုးပဲရိုးရိုးရှင်းရှင်းတုတ်နဲ့လွယ်ကူကူလေးတူကိုခိုင်းလို့ရပါတယ်စာလုံးပေါင်းတွင် grammar တွေကမှန်စရာလည်းမလိုပါဘူးဒါပေမဲ့အဓိပ္ပာယ်အနည်းဆက်ဆုံးဖြစ်တယ်ဆိုရင်တော့အဆင်ပြေတယ်အဓိပ္ပာယ်နည်းနည်းလွဲသွားတယ်ဆိုရင်တော့သူပုံထုတ်တာနည်းနည်းတော့လွဲနိုင်တယ်โอเคဒါဆိုရင်ပုံကိုထုတ်လိုက်ပါမယ်ဒီမှာဆိုရင်ရွေးလို့ရတယ် first လား think လား pro လားပေါ့တချို့ကဆိုပတ်ဆက်ပေးဝယ်တာရှိရယ်ပတ်ဆက်ပေးဝယ်ပို့ပြီးတော့ကောင်းတာရှိရယ်
โอเคဒါဆိုရင်ဒီမြားလျက်နေလိုက်မယ်နောက်ဆုံးတော့ပုံလေးရသွားပါပြီကိုခိုင်းထားတဲ့လိုမျိုးပဲမိဖို့ကြောင့်တဲမှာသူကဖီစာစားနေတာပါဒါပေမဲ့ညပိုင်းညခွဲနိုင်လို့ပြောထားတဲ့အတွက်ကြောင့်မလို့ဒီမှာနည်းနည်းတော့လင်းနေတာရှိရယ်ဒီမှာနည်းနည်းတော့လိုအပ်တာတွေပြန်ပြင်ရမှာရှိပါလေ I said that ပေါ့ကျွန်တော်ပြောခဲ့ပါတယ် the time is 7 p.m. 7 p.m. က it is night ပြီးတော့ it must be dark ပေါ့ outside အပြင်မှာမှောင်ရမယ်ဟုတ်ပြီပြီးတော့တခြားလိုအပ်တာရှိသေးလားလိုအပ်တာရှိရင်နည်းနည်းမှားလိတာရှိရင်ပြန်ပြင်ပေးရမယ်မှန်မှန်ရှင်းတစ်ခုတစ်ခုပြင်ပေးရမှာဖြစ်ပါတယ်ပြီးတော့ညဘက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့မီးကတော့ဘာဖြစ်မလဲနင်းနေရမယ်ဒီမှာပုံထဲမှာပြထားတဲ့အတိုင်းပဲဒီမီးမဖွင့်ထားဘူးဆိုရင်မီးဖွင့်အောင်မီးကလင်းရမယ်ဆိုပြီးတော့ထည့်ပြီးတော့ရေးပေးရမယ်ပြီးတော့ဖီဇာနဲ့ပတ်သက်ပြီးအရွယ်အစားအသေးသေးလားကြီးကြီးလေးလားဒီဘို့ထပ်ဖော်ပြလို့လည်းရတယ်ဒါတော့ကိုစိတ်တဲ့အစင်မြင်တဲ့ဟာထည့်ပြီးရေးလို့ရတယ်ဒါကိုပြင်ပြီးတော့ရေးကြည့်ပေါ့နောက်ဆုံးဒီမျိုးပုံကောင်းကောင်းလေးထွက်လာပါလိမ့်မယ်ဒါကအရင်လွယ်ကူတဲ့နီလန်းပါတကယ်စမ်းကြည့်ပါစမ်းပြီးရင် comment မှာကိုစမ်းထားတဲ့ပုံလေးကိုမှတ်လို့ရပါလေစိတ်ဝင်စားလို့သဘောကျတယ်ဆိုရင်follow လေးလုပ် like လုပ်ထားလို့လည်းရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်